ဒီရက်ခွက်ရောက်တော့အောက်ကြီးနမယ်ဥရရှင်ကြိုက်တဲ့နားကိုရွေးပြောပြီးသွားပြီပြောပြမယ်နေများမြောက်ဒီမှာရောင်းမှရမ်းဖြစ်တယ်ရမ်းဖြစ်တဲ့ကိစ္စမှာမပေါင်နေအောင်တိုင်းတယ်တိုင်းပြီးတော့အခုမပေါင်နေပြန်လာတောင်းတဲ့အချိန်မှာမောင်တို့စစ်မှုထမ်းဆိုပြီးတော့ဆာရွက်ထုတ်ပြီးတော့ဟာမကြီးစစ်မှုထမ်းကိုဆာရွက်ထုတ်ပြီးလက်မှတ်ထိုးခိုင်းတယ်နော်ပြောပြီးသွားတင်းနဲ့ကြိုက်တဲ့66ကဒီနေ့တရားဆွဲဟုတ်ပြီနော်မပေါင်နေပြန်လာတောင်းတာဒီမှာကြီးနေများမြောက်ရမ်းဖြစ်တယ်မပေါင်နေကိုပြန်လာတောင်းတယ်တောင်းတဲ့ကိစ္စကိုအခုစစ်မှုထမ်းဆိုခေါ်တယ်အဆတဲ့စစ်မှုထမ်းခေါ်လေတယောက်ကလုံးမှာစစ်မှုထမ်းစရင်းနဲ့ရှိရနော်အောင်ကြီးပြောပြီးသွားရင်နော်အဲ့ဒါကြောင်တဲ့ရောက်ကတင်ငန်းညွန့်ညွန့်နေလောက်ပါနဲ့သူတော့တော့ပါပြီသူထဲမှာနေရလဲသူတော့မတရားဘူးလောက်ပါနဲ့မတရားမလုပ်နဲ့လေပြောတယ်မခဏနေပါဦးစင်ကြမတရားမလုပ်နဲ့မလောက်ပါနဲ့သူထဲမှာငါပြောပါရပြီမဟုတ်ဘူးရပြီနေပြီဟာပြောမယ်ငါပြောမယ်မပေါနေတော့ခိုင်းတာအကျော်ကြပြန်လိုက်တယ်ခဏရှင်းပေးပါနော်ပြောပြီးသွားရင်ကိုကျော်စောဦးရှင်းပေးဖို့လောက်တာဒါပဲအခါလည်းပြောထားပြီကိုကျော်စောညီမရှင်းပေးမယ်ညီမကိုပိုက်ပါညီမစာနဲ့ပတ်သွားတယ်ပုံမယ်အကုန်လုံးဖုန်းနံပါတ်တွေကစာအောက်ကြီးဖုန်းနံပါတ်ကစာပို့မယ်သူတို့ချင်းချင်းနေဖြစ်ကုန်ကြတယ်သူတို့ချင်းချင်းနဲ့လူကုန်ကူးတာပဲနော်အဲ့တော့သူတို့ကအဲ့လိုနေပဲချင်းချင်းလဲသူတို့ဇက်တူသားလဲစားကြတာပဲနော်ကြောက်စရာကြီးအဲ့တော့သူတို့ကတကယ်စီးပွားရေးလုပ်နေကြတာဖြစ်တယ်ခုလူကုန်ကူးနေဖြစ်တယ်ခုစစ်မှုတန်းဥပဒေဆိုတာပြဋ္ဌာန်းပြီးတော့လူကုန်ကူးနေဖြစ်တယ်ပြန်ပြီးဆွဲနေတာဖြစ်တယ်ဆိုတာကျွန်တော်ရှေ့ပိုင်းမှာလည်းပြောပြဖြစ်တယ်ခုလည်းပြောပြဖြစ်တယ်ဒါတော့သူတို့ချင်းချင်းထိတဲ့ကိစ္စပေါ့လေအဲ့တော့ဘာမှမပြောတော့ပါဘူးနော်ဘာမှမပြောတော့ပါဆိုတော့ကျွန်တော်တို့ပြည်သူတွေသတိထားပါအဲ့တော့ဒီကောင်းနေအဲ့လောက်ထိကိုမှသူတို့ချင်းကြမှာသူတို့ပြန်ပြီးတော့အောက်တန်းကြနေအောင်ကျွန်တော်တို့တွေးရတာဖြစ်တဲ့အတွက်ကျွန်တော်တာမန်ပြည်သူတွေဆိုရင်တိုးရင်းစရာမရှိဘူးကျွန်တော်တို့အချိန်မီကျွန်တော်တို့လူကုန်ကူးခံရမှာဖြစ်တယ်ပြန်ပြီးဆွဲခံရမှာဖြစ်ပါတယ်သူတို့ကတော့ခေါင်းစဉ်တက်တာကစစ်မှုထမ်းဥပဒေစစ်မှုထမ်းမယ်ဆိုပြီးတော့တကယ်ကြတော့အတင်းအားဓမ္မခေါ်ပြီးတစ်ဖက်မှာပြန်ရောင်းစားတာဖြစ်ပါတယ်နော်စစ်တပ်ထဲမှာပြန်ရောင်းစားတာစစ်မှုထမ်းတရားဆိုရင်ဘလောက်အကျိုးမြတ်တွေပါလာပြီဆိုရင်လူကုန်ကူးတာဖြစ်တယ်နော်ပြန်ပြီးဆွဲတာဖြစ်ပါတယ်နော်ဒါလေးကျွန်တော် reaction လုပ်ပြဖြစ်ပါတယ်အားလုံးပဲမိဘပြည်သူတွေအားလုံးလူငယ်တွေအားလုံးတတိထားပါကျွန်တော်တော်လိုင်းရေးမှာပဲအားလုံးပါဝင်ကြဖို့ကျွန်တော်ဒီနေ့ကနေတိုက်တွန်းနေပဲနေကောင်းချုပ်ပါတယ်ကျေးဇူးတင်ပါတယ်